လူတယောက်ရဲ့အကျင့်နဲ့ဗီဇဆိုတာဟာအတူတူပါပဲလို့ထင်ပါလိမ့်မယ်အမှန်ကမတူပါဘူးလူတယောက်ရဲ့အကျင့်ဆိုတာကိုပြုပြင်ပြောင်းလဲလို့ရတတ်ပါတယ်ဗီဇဆိုတာကတော့မွေးရပါမှုဘာနဲ့မှပြုပြင်လို့မရပါဘူးအကျင့်မကောင်းမှုဆိုတဲ့သူကိုပြုပြင်ဆုံးမရတာလွယ်သလောက်ဗီဇမကောင်းတဲ့သူကိုဆုံးမဖို့တော့အချိန်ကုန်လေးကုန်စိတ်ပန်းလူပန်းပြည့်ုံကလွဲလို့ဘာမှမထူးကြပါဘူးဗီဇမကောင်းတဲ့သူကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပြုပြင်ပေးလို့ရမှာပဲလို့မတွေးနဲ့ဘယ်တော့မှမစင်စားပါနဲ့ဂရိတွေထားလဲသူတို့ရဲ့ဗီဇညင်အတိုင်းပြုလုပ်ကြတာပါပဲရုပ်မာတဲ့ဗီဇပါလာရင်ရုပ်မာမှာပဲလိန်ညာတတ်တဲ့ဗီဇပါရင်တော့လိန်ဖို့ညာဖို့ဝင်မလေးတတ်ပါဘူးရှုပ်ပွေတတ်တဲ့ဗီဇပါလာရင်ရှုပ်ပွေနေမှာပါပဲသတိဗီဇဆိုတာအရာမျိုးပါဗီဇမကောင်းတဲ့သူကိုအကြိမ်ကြိမ်အခါခါဆုံးမပြုပြင်လို့လဲပြောင်းလဲလာမှာမဟုတ်ပါဘူးဗီဇဆိုတာကသေမပြောက်တဲ့အမျိုးမှုဘာမှမျှော်လင့်မနေပါနဲ့ပြုပြင်လို့မရသလိုတနေ့ပြောင်းလဲလာမှာပဲဆိုပြီးအချိန်ကုန်မခံပါနဲ့သူ့ကံတရားနဲ့သူ့ဗီဇနဲ့သူ့တိုင်းနဲ့သူ့ကံလိုပဲမှတ်ယူပြီးလစ်လူရှုဥပိ္ပခါပြုထားလိုက်ပါ